နောက်ဆုံးစီဝေးလုပ်ပြီးတာရန်နှဲငယ်ကြာသွားခဲ့ပါပြီအဖွဲတစ်ဖွဲကတော့အထက်30ကိုအရင်ရောက်ရှိသွားခဲ့ပါတယ်မာဆာယူကီတို့အဖွဲ့ပါမျောရောမိုက်တို့နဲ့ဆွေးနွေးခဲ့တယ်လို့မျိုးသူတို့စူးစမ်းမှုကချောချောမွေ့မွေ့ဖြစ်နေခဲ့ပါတယ်ဒါကလုံးဝဟန်ပြကြီးတက်တက်ဖြစ်နေပေမဲ့လည်းလူမမိသေးတဲ့၍အဆင်ပြေပါတယ်လေမာဆာယူကီမှာလည်းပြိုင်ဘက်ကင်းစကေးချွိုက်ဆန်းဝမ်းရှိတာကြောင့်နည်းနည်းလေးချွတ်ချော်သွားရင်တောင်ကျွန်တော်တို့ဘက်ကပဲတခြားသူတွေကဖြည့်တွေးပေးကြမှာပါလူထုဆက်ဆံရေးကိုကင်တွယ်ဖို့အတွက်သူကအသင့်တော်ဆုံးလူမျိုးပါပဲဝင်ကပါထဲမှာအထက်30ရဲ့စောင့်ရှောက်သူဖြစ်တဲ့ဩကာသခင်နဲ့သူ့တပည့်တွေကိုအနိုင်ယူသွားတဲ့အကြောင်းကိုအပြင်ဘက်မှာခန်းခန်းနားနားကြေညာပေးခဲ့ပါတယ်အဆင်ပြေတယ်လို့တော့ပြောလို့ရပါတယ်စားတောက်ဆိုင်တွေဘားတွေမှာရှိနေတဲ့လူအုပ်ကြီးစီကနေကျဲလောင်တဲ့အတန်တွေကိုကြားနေရပါတယ်မာဆာယူကီလို့အော်နေကြတဲ့အတန်တွေကတစ်မျိုးလုံးမှာပျော်ရွှင်စွာပေါ်ထွက်နေကြပါတယ်မာဆာယူကီကတော့ဒီအားပေးမှုတွေကိုအပြုံးနဲ့တုံ့ပြန်လိုက်ပါတယ်သူ့မူရာကမပီပြင်ပေမဲ့သူတို့အတွက်တော့အတောက်ပစုံပြုံးပါပဲမာဆာယူကီရဲ့နမီကဖြည်းဖြည်းတက်နေပြီးသူ့ရဲ့ကြော်ကြားမှုကအကန့်အသတ်မရှိတိုးနေသေးပါပဲအခြေအနေကိုခွင့်ကောင်းယူပြီးစတိုးဆိုင်ချို့ဆိုရင်သူရဲ့ကောင်းမာဆာယူကီရဲ့အထက်30ကိုအောင်မြင်ခြင်းထိန်အမှတ်ဈေးရောင်းပွဲဆိုပြီးလုပ်နေကြလို့ကုန်တီတွေရဲ့မျက်လုံးတွေလည်းအယောင်လက်နေကြပါပြီအဲ့လိုနဲ့မျိုးကပိုပိုစီကားနေသေးပါပဲဝင်ကပါတဲ့ကစီဝေးခမ်းမထဲကိုရောက်နေကြပြန်ပါပြီအမဲမင်းကတော့တော်လေးနာမည်ကြီးတာပဲသူရဲ့ကောင်းမာဆာယူကီမနောက်ပါနဲ့ရီမူယူဆန်ကျွန်တော်ကိုမဆပါနဲ့ဗျာနေရထိုင်ရခက်လို့ပါရိုးရှင်းစွာနှုတ်ဆက်လိုက်တာဆိုပေမဲ့မာဆာယူကီကတော့တော်တော်လေးနေခက်သွားရပါတယ်အန်အောဖို့ကောင်းတဲ့တိုက်ပွဲတွေမှာခင်ဗျားကပြောင်မြောက်တဲ့အရေးချင်းတွေကိုထုတ်ပြခဲ့တာပဲလေကျွန်တော်ကတော့အရန်ကိုထင်ကြီးတယ်ဗျာမျောရောမိုက်ကလည်းဝင်ပြောလိုက်ပြီးအယိုးသားဆုံးချီးကျူးပေးလိုက်ပါတယ်မာဆာယူကီကတော့ရှက်ကိုရှက်ကန်းနဲ့ပဲပြန်ပြုံးပြလိုက်ပါတယ်တိပြီးဒီလိုမျိုးတုံ့ပြန်ချက်တွေကိုမြင်နေရတော့သူလဲပင်ပန်းလာတဲ့ပုံမှာပဲဒါပေမဲ့အမှန်တမ်းပြောရရင်ကျွန်တော်လဲဘာမှမလုပ်ခဲ့ရပါဘူးလုပ်ပြန်ပြီးဗျာမာဆာယူကီစာမှာခင်ဗျားကတော့ကျွန်တော်မြင်ဘူးသမျှထဲမှာကိုအနှိမ့်ချဆုံးပါပဲလားကိုနှိမ့်ချတာမဟုတ်ပဲမာဆာယူကီအမှန်တမ်းပြောနေတယ်လို့တော့ထင်ပါတယ်ဩကာသခင်ကဘီပလက်အဆင့်ရှိတဲ့မွန်စတာတယောက်ဖြစ်ပြီးသူ့တပည့်တွေကတဦးချင်းစီဟာဘီအဆင့်တွေပါဘီအဆင့်မွန်စတာတစ်ကောင်လောက်နဲ့ဆိုရင်ရွာငယ်လေးတွေကိုစဖြောက်ပစ်လိုက်လို့ရပါပြီအဲ့လိုမျိုးတန်မာတဲ့ရန်သူတွေနဲ့ရှင်ပြိုင်ဖို့ကအထက်30ကိုရောက်ဖို့ကလည်းပြောပလောက်တဲ့ခွန်အားမျိုးလိုအပ်ပါတယ်ဒါပေမဲ့လည်းမာဆာယူကီရဲ့အဖွဲ့ကတော့ပေါ့ပေါ့ပါးပါးနဲ့ရောက်သွားခဲ့ပါတယ်ကျွန်တော်ပေးထားတဲ့မီစရီယူချက်ဝတ်ကြောင့်ဂျင်ရန်ရဲ့ခုခံမှုကတော်ကောင်းသွားခဲ့ပါတယ်ကျေးဇူးကြောင့်နဲ့ပဲသူနဲ့များပြီး1060နဲ့ဗျူဟာထွက်လာခဲ့ပါတယ်တခြားဖွဲ့ဝင်တွေကလည်းအရေးချင်းရှိကြတာကြောင့်တိုက်ခိုက်ရေးကိုအာယုံစိုက်နိုင်ခဲ့ပြီးအားကောင်းတဲ့မော်တွေကိုသုံးနိုင်ခဲ့ပါတယ်ဘာနီရဲ့တက်စင်မော်ဂျီဝူရဲ့စပရစ်မော်နဲ့မာဆာယူကီရဲ့ချွိုက်ဆန်းဝမ်းစကေးကဖန်တီးပေးထားတဲ့အခြေအနေတွေကြောင့်သူတို့အဖွဲ့ရဲ့အခြေခံကွန်အားကတိတိတသာအားကောင်းနေခဲ့ပါတယ်မာဆာယူကီကတော့သူလဲဘာမှမလုပ်ခဲ့ရဘူးလို့ပြောခဲ့ပေမဲ့အဲ့မှာသူရဲ့နေတာနဲ့တင်တော်တော်ကူညီဖြစ်နေပါပြီဒါပေမဲ့လည်းကျွန်တော်စီကဒီစကားထွက်လာတာဒူးဆန်းပေမဲ့လူကြော်ကြားမှုကတော့တော်တော်ကောင်းတဲ့အဓိကကတော့ရတနာတိတာတွေရဲ့ကထွက်လာတဲ့ရှားပါအစင်လက်နက်အထူးတွဲတဲ့ကလက်နက်ကတော်တော်လူကြိုက်များသွားကြပုံပဲဟုတ်တယ်မလားငါလည်းလိုပဲတွေးနေတာအတွဲတစ်ခုလုံးကိုလိုက်စုဆောင်းနိုင်ရင်ချက်ဝတ်တန်စာတွေကအထူးတက်ရောက်မှုတွေပေါ်လာပါမယ်ဒါကခူရိုးပဲနဲ့ကျွန်တော်ဆွေးနွေးရာကနေရလာတဲ့အကြံပေါ့သူချက်ချင်းတတိယသွားပြီးရှစ်ပြေးပစ္စည်းတွေဖန်တီးခဲ့ပါတယ်ဩဃာလက်နက်အတွဲပါအထက်30ကရွှေတိတ်တာထဲမှာဧတွဲတဲ့ကဂျပန်ပစ္စည်းတစ်ခုကိုထည့်ထားပေးလိုက်ပါတယ်ဒါကလည်းနောက်ထပ်ညစ်ပတ်တဲ့အကြံကြောင့်ပါလက်နက်တွေကိုအမျိုးအစား5မျိုးရဲကနေဂျပန်ရွေးချယ်ပါတယ်ဖူစိန်ဒါလေဓာရှင်နဲ့ဓာမြောင်လို့ပါချက်ဝက်အတွက်ကတော့ခေါင်းဆောင်ရင်ဘက်ကလက်အိတ်ခြေထောက်ကနဲ့ဖက်နက်တွေပါဒိုင်းတော့မပါဘူးဘာတွေမလဲဆိုတာကတော့ကံပေါ်မှာမူတည်ပါတယ်တေချာတဲ့တစ်ခုကတော့အရှာတွေးမဲ့ပစ္စည်းကဩဃာတွဲတဲ့ကပစ္စည်းပါပဲဒါကြောင့်လက်နက်ဖြစ်ဖြစ်ချက်ဝတ်ဖြစ်ဖြစ်ကံကောင်းတယ်လို့သတ်မှတ်ရပါမယ်နောက်ပြီးတော့တစ်တာကိုဖွင့်တာနဲ့ကျင်းတေပေါက်ကြရမယ်လို့ဆိုလိုတာမဟုတ်ပဲဘော့စ်တွေကကွယ်ထားတဲ့ရွှေရောင်တစ်တာတွေကရှားပါးရတနာကြနိုင်ခြေ2%ပဲရှိတာပါတနာရီအတွင်းဘော့စ်ကိုအနိုင်ယူနိုင်ခဲ့ရင်တော့အဲ့တိုင်းတာအတွင်းရတနာတစ်တာ24ခုကိုဖွင့်လိုက်လို့ရပါတယ်ဒီတော့ပြောရရင်2ရက်တစ်ခါလောက်ရှားပါးလက်နက်တွေပေါ်လာနိုင်တယ်ပေါ့ဗျာဒါကလောင်းကစားလုပ်ချင်စိတ်ကိုမြင့်တင်ပေးရဲ့အကြောင်းအရာတက်ပါပဲအတွဲလိုက်ထုတ်ထားတဲ့ပစ္စည်းတွေကိုစုဆောင်းကျင်တာကလူတဘာဝဖြစ်ပြီးအမျိုးတူပဲထက်ရရင်တောင်ရောင်းတာဖြစ်ဖြစ်လဲတာဖြစ်လုပ်လို့ရပါသေးတယ်ဒီလိုနဲ့ဝင်ကပါကိုစိန်ခေါ်ခြင်းစိတ်ပေါ်လာအောင်အပိုချက်လေးတွေထည့်ပေးထားလိုက်ပါတယ်ကျွန်တော်ရတာကဩဃာခြေရောက်ကအင်းဒီလိုလေအကယ်လို့ချက်ဝတ်ပစ္စည်း9ခုလုံးစုနိုင်ရင်မော်ကြားဖြတ်ခြင်းဆိုတဲ့တက်ရောက်မှုကိုမော်တိုက်ခိုက်မှုကိုကာကွယ်ဖို့သုံးလို့ရသွားလိမ့်မယ်ခါဘဲကိုပေးထားတဲ့ဒိုင်းကတက်ရောက်မှုမျိုးနဲ့အတူတူပါပဲအဲ့တခုကတော့တခါတည်းပါလာတယ်ဆိုရင်မဲ့ဒီတစ်ခုမှကြတော့အတွဲတစ်ခုလုံးရမှအဲ့တက်ရောက်မှုကိုသုံးနိုင်ပါလိမ့်မယ်ဒါကပြိုင်ဘက်ကင်းစင်းနဲ့ရှားပါအဆင့်တို့ကြားကကွာခြားချက်ပါတို့ပြောရရင်ဩဃာအတွဲရဲ့လက်နက်နဲ့ချက်ဝတ်တို့ကခါယူဘူဒီရဲ့ဂျေးကွန်တွေနဲ့ပစ္စည်းတွေလုပ်ပြီးကျန်တဲ့ဟာတွေကိုမော်တန်ရိုင်းတွေနဲ့ပေါင်းဆက်ပြီးလုပ်ထားတာတွေပါပဲ
ဒါကြောင့်ပဲမော်ကြားဖြတ်ခြင်းတက်ရောက်မှုကတော့အတော်လေးပြင်းပါတယ်တန်ပတ်မွေကြီးရဲ့အစိမ့်ငွေတွေကိုတောင်ခုခံနိုင်တာကြောင့်စူဆောင်းရတာတန်တယ်ပေါ့ဗျာအဲ့လိုလားအင်းဒါကြောင့်ပဲမင်းတို့ကိုချက်ချင်းလူစုပြီးနောက်ထပ်အထက် boss တွေကိုစိန်ခေါ်စေချင်တာအဲ့ဒါငါတို့ဂိမ်းရဲ့အနာဂတ်အောင်မြင်မှုတော့ချက်ဖြစ်လာနိုင်ဖို့ပဲမျှော်လင့်တယ်မာဆာယူကီတို့ဖွဲ့အထက်30ကိုအောင်မြင်သွားတော့ဩဃအတွဲအကြောင်းကလူသိများသွားပြီးမကြခင်တကဘာလုံးကလူတွေစီကိုသတင်းပြန်သွားကြတော့မှာပါဒီလိုဆိုရင်ကန်ဆန်းကျင်တဲ့စွန့်စားသူတွေတေချာပေါက်ဒူးနဲ့ဒေးနဲ့ရောက်လာကြမှာပါပဲဒီတော့ဝင်းကပါကိုအောင်မြင်ခြင်းတဲ့လူပမာဏလဲပုံမမြင့်တက်လာတော့မှာပေါ့အဖွဲတွေမှာလူ10ယောက်ထိတာခေါ်လာနိုင်တဲ့ကန့်သက်ချက်ရှိပါတယ်မွန်စတာအုပ်တွေကဘလောက်ပဲစွန့်အားကြီးပါစေပြီးအဆင့်ဒါမှမဟုတ်အထက်မြင့်တဲ့လူတွေကိုတာဆုလိုက်နိုင်ရင်မဖြေရှင်းနိုင်စရာအကြောင်းမရှိတော့ပါဘူးဟိုနေရာဒီနေရာမှာရှုံးကြလိမ့်ပေမဲ့မွန်စတာအုပ်စုကိုရင်ဆိုင်တဲ့အတွေ့အကြုံနဲ့ရှင်ရင်တော်တော်ကောင်းတဲ့အတွေ့အကြုံကိုရယူနိုင်ပါတယ်အဲ့လိုနဲ့ပဲသူတို့ကိုအစွမ်းထက်ချက်ဝတ်တွေကိုရစေခြင်းပြီးအောက်ထက်တွေကိုဆင်းစေခြင်းတာပါဒါကအပြစ်ကင်းတဲ့အကြံဖြစ်ပြီးအားလုံးကလည်းချောချောမွေ့မွေ့ပါပဲအဲ့လိုရည်ရွယ်ချက်ရှိရင်အဲ့တွဲကပစ္စည်းတွေကိုကျွန်တော်ယူလို့အဆင်ပြေပါမလားဒီမေးခွန်းကတော့ဖြေဖို့ခက်တယ်ငါကျင်ရယူကိုပေးထားတဲ့မီစရီယူချက်ဝတ်ကဘာထူးခြားတက်ရောက်မှုမှမရှိပေမဲ့သူကဩဃရင်ဘက်ကထက်ပိုခုခံအားကောင်းတာကြောင့်မင်းတို့သာစူးစမ်းရင်တန်ပတ်မွေကိုတောင်အနိုင်ယူနိုင်တယ်တန်ပတ်မွေကတမာတယ်ဆိုပေမဲ့တကောင်နဲ့ပဲတိုက်ခိုက်ရမှာပါအဖွဲလိုက်လှုပ်ရှားတဲ့အခါတယောက်နဲ့များထားပြီးစက်တိုက်သွေးဖြစ်ပေးနေလို့ရပါတယ်သူတို့အတွက်တော့အဲ့နေရာမှာဂျင်ယန်ကိုသုံးမှာဖြစ်ပြီးသူနဲ့လည်းအသင့်တော်ဆုံးပါပဲဒီလိုဆိုကျွန်တော်တို့နောက်တစ်ထပ်ကိုသွားပါမယ်ဟုတ်ပြီမင်းတို့အဖွဲ့ရဲ့အောင်မြင်မှုကတော်တော်နာမည်ကြီးနေတာဆိုတော့စူးစမ်းထားပေါ့ကွာဂျင်ယန်နဲ့တခြားဖော်တွေကကျွန်တော်ထပ်ပိုစိတ်လှုပ်ရှားနေကြပါသေးတယ်မွန်စတာတွေကရတဲ့ပစ္စည်းတွေထက်စိတ်ဝင်စားဖို့ကောင်းလို့ဖြစ်မယ်ကျွန်တော်လည်းရတနာတွေ့ရင်တော့ပျော်တာပေါ့ဗျာမွန်စတာတွေကိုချတဲ့ပစ္စည်းမျိုးမျိုးအဲ့ကြံကမစိုးဘူးပဲအယိုးချောက်လိုချုံမွန်စတာတွေကအသုံးမဝင်တဲ့ပစ္စည်းတွေပဲကြက်တတ်တယ်လို့မော်ဒလင်းကြောက်ကလည်းရေသွေးနေတယ်အဲ့ကနေပြီးအမျက်ကလည်းတိတ်မရဘူးဆိုတော့အစင်းမြင့်စွန့်စားသူတွေအတွက်သူတို့ကအမိုက်ထက်မပိုဘူးဗျဒါပေမဲ့အခုအခြေအနေတွေကတော့မတူတော့ပါဘူးမွန်စတာတွေကိုမလိုအပ်တာတောင်တဲကြီးမဲကြီးတိုက်ခိုက်နေကြတဲ့သူတွေကဒီအကြောင်းကြောင့်ပုံမိုတဲအတန်မဲလိုက်နေကြပါပြီဈေးကပစ္စည်းတွေကုန်ကူးနေတာနဲ့အလုံများနေပြီးရလက်ကတော့အမခမ်းပါပဲမွန်စတာတွေကိုဝင်ကပါထဲမှာပစ္စည်းတွေကြအောင်လုပ်ရတာလွယ်ကူပါတယ်ထီအိမ်နီဆန်ဦးဆောင်တဲ့ဒိုရန်ယာတွေကပဲဖြစ်အောင်လုပ်ပေးခဲ့တာပါသူတို့လုပ်တာကမွန်စတာအကောင်ပေါက်တွေကိုပစ္စည်းတွေမျိုးချခိုင်းကြားရတာတော့တော်တော်ခက်မဲ့အလုပ်ပဲမွန်စတာတွေဝင်ကပါရဲ့ဘယ်နားမှာပေါက်မလဲဆိုတာသိဖို့ခက်ခဲပါတယ်ဘယ်နေရာမှန်းစဉ်းစားရတာခေါင်းကိုက်စေပုံပေါ်ပေမဲ့တကယ်ကအဲ့လိုလုပ်ဖို့တောင်မလိုအပ်ပါဘူးအထက်တိုင်းကိုစီးဆင်းနေတဲ့မက်ဂျစ်ကူးလက်တွေကိုပိုက်လိုင်းနဲ့ထိန်းချုပ်ထားပါတယ်ငါးထက်မြောက်တိုင်းရဲ့အပေါ်နဲ့အောက်တွေမှာပိုက်တွေဖြတ်သွားလို့ရအောင်စီမံထားပါတယ်ဒီလိုနည်းနဲ့မွန်စတာအုပ်တွေကိုဘယ်ခန်းတွေမှာပေါက်စေမလဲဆိုတာကိုစီမံနိုင်ပါတယ်အဲ့ခန်းတွေကိုတော့မွန်စတာခန်းတွေအဖြစ်သတ်မှတ်ထားပါတယ်ဝင်ကပါရဲ့မန်နေဂျာတွေဖြစ်တဲ့ trainee တို့အဖွဲ့ကတခန်းချင်းစီအတွက်ကျွန်တော်ပြင်ဆင်ထားတဲ့ပစ္စည်းတွေကိုယူသွားပြီးမွန်စတာတွေကိုလွတ်ပေးကမျိုးချခိုင်းလိုက်ပါတယ်ဝင်ကပါတိုင်းကမွန်စတာတွေကိုမျိုးခိုင်းဖို့ဆိုရင်ပင်ပန်းစရာဆိုပေမဲ့တီးတက်ခန်းတွေတဲကကောင်တွေပဲမျိုးခိုင်းလိုက်တော့ပိုလွယ်ကူသွားပါတယ်ရှောက်လန်းတွေမှာပေါ်တက်တဲ့မွန်စတာတွေမှာဘာပစ္စည်းမှမပါပေမဲ့သူတို့ကိုဗလာဖြစ်သတ်မှတ်ထားလို့ရပါတယ်ဒီလိုနဲ့ပဲအထက်တိုင်းမှာမွန်စတာတွေကိုပစ္စည်းပေးတဲ့နှုန်းကိုမြင့်တင်နိုင်ခဲ့ပါတယ်ကျွန်တော်ရည်ရွယ်တာကမွန်စတာအခန်းတွေကိုလည်းထောင်ချောက်သဘောမျိုးမြင်စေချင်လို့ပါပဲဒါပေမဲ့အခုရည်ရွယ်ချက်ကတော့မွန်စတာတွေကိုလောင်ထားတဲ့အခန်းတွေအဖြစ်ပဲထားလိုက်ပါဦးမယ်မွန်စတာအုပ်စုနဲ့ပြည်နေတဲ့အချိန်တဲ့တိုးမဲ့ကံမကောင်းမဲ့သူတွေလည်းရှိနေနိုင်ဦးပေမဲ့ဒါကလည်းစိန်ခေါ်နိုင်စွမ်းကိုမြင့်တင်ပေးဖို့ပဲလေအားလုံးကိုခြုံစင်းစားလိုက်ရင်ဝင်ကပါထဲမှာရှိနေမဲ့တန်ဖိုးရှိပစ္စည်းတွေအားလုံးကလူတိုင်းကိုအံ့အားသင့်စေမှာပါပဲစစ်ဆေးပေးမဲ့သူတွေကိုလည်းထားပြီးပါပြီတခါစစ်ဆေးရင်ငွေပြားတပြားဆိုပေမဲ့တန်းစီနေတဲ့လူတန်းကြီးကတော့မျက်စိတစုံပါပဲဒါရှိခံမော်နဲ့အတီးဖြော်ရည်တွေနို့တွေကိုအချိန်တော်တန်ကြာအောင်လက်ဆက်အောင်လုံးနိုင်ပြီးအစစ်နှိမ့်စေးပလင်းနဲ့တခြားပစ္စည်းတွေလည်းလားတူပါပဲတခြားတစ်ဖက်မှာတော့ဗက်ဆေးရီကဘလောက်ခံမှန်းမသိတာကြောင့်ချက်ချင်းစစ်ဆေးဖို့လိုအပ်ပါတယ်ခူရိုးဘယ်ရဲ့တပည့်တွေရဲ့မအောင်မြင်တဲ့ပစ္စည်းတွေလည်းရှိပြီးအဲ့ဓာတွေကိုဈေးပေါ်ပေါ်နဲ့ရောင်းပေးနေပါသေးတယ်ကျွန်တော်တို့ကအရှုံးခံပြီးရောင်းနေပုံပေါ်ပေမဲ့တကယ်ကလူနေတာနဲ့တောင်တူပါသေးတယ်အဲ့ကရတဲ့မြက်တွေကိုနောက်ထပ်ဧည့်သည်တွေစိတ်ဝင်စားမဲ့နေရာမှာပြန်ရင်းနှီးမြုပ်နှံမှာပါနောက်လူတယ်လို့ပြောကမှစူကြီးတစ်ခုလည်းရှိပါသေးတယ်တခါတလေခူရိုးဘယ်တပည့်တွေရဲ့အရေးသွေးမြင့်ပစ္စည်းတွေကိုလည်းရောပြီးရောင်းပေးမှာပါဒါကလည်းအတော်လေးပေါက်သွားပြီးဝင်ကပါတဲ့ကသူတို့ရထားတဲ့အထူးလက်နက်ချက်ဝတ်တွေကိုထုတ်ကြွားနေကြတဲ့စွန့်စားသူရေအတွက်ကလည်းတိုးမြင့်လာပါတယ်ဒီဈေးရောင်းပွဲကြီးကလူတိုင်းနှလုံးသားကိုဖန်ဆားထားခဲ့ပါတယ်အချိုရှာတဲ့ပွေရွက်စိတ်တွေလိုဝင်ကပါကိုနေတိုင်းညတိုင်းစိန်ခေါ်လာကြပါတယ်ရတနာတိတ်တာတွေတဲကမျိုးမျိုးသောရတနာပစ္စည်းတွေဆယ်လွာကိုရောက်တိုင်းပေးတဲ့စုကြီးပိုက်ဆံတွေနောက်မွန်စတာတွေကရတဲ့ပစ္စည်းတွေဒါတွေအကြောင်းကိုစွန့်စားသူတွေတခါတီးပြီးတာနဲ့ပုံမှန်ဖောက်တီတွေဖြစ်သွားကြပါတော့တယ်မြင်ရတယ်လို့ပဲဝင်ကပါရဲ့စီးပွားရေးကတော့ချောချောမွေ့မွေ့ဖြစ်နေတော့မှာတေချာပေါက်ဒီမျိုးကပိုစီကားလာခဲ့ပါပြီ65အထက်ကလည်းတော်တော်ပေါက်သွားတယ်နော်
ရမီရဲ့အားရစွာပြေးလိုက်တော့အားလုံးကလည်းကျေနပ်စွာခေါင်းညိတ်လိုက်ကြပါတယ်။ဟုတ်ပါတယ်95ထပ်မှာတဲခိုခန်းတစ်ခုဖွင့်ပေးလိုက်ပြီးဒါကလည်းအကြီးကျယ်အောင်မြင်သွားပြန်ပါတယ်။အထက်တိုင်းရဲ့လေကားတွေအရှိမတဲခိုခန်းလို့ရေးထားတဲ့မူမမှန်တကားတွေကိုထားပေးထားပါတယ်။ဘေးမှာတော့ဝင်ကပါမန်နေဂျာကိုစင့်ခေါ်လို့ရမယ်ခေါင်းလောင်းဘဲတွေထားပေးပါတယ်။သူတို့ကိုစင့်ခေါ်ခံရတာနဲ့တကားတစ်ဖက်က အံ့ဩဖွယ်ရာတွေကိုရှုစားရတော့မှာဖြစ်ပါတယ်။ဖွင့်ဖို့ကိုတော့ငွေပြား3ပြားလိုအပ်ပါတယ်။ဝင်ကပါရဲ့ဝင်ကလောက်ရှိပေမဲ့စက်တိုက်ပွဲဝင်လာတဲ့သူတွေကတော့ပျော်ပျော်ကြီးပေးကြမှာပါ။ဘာလို့ဆိုဝန်ဆောင်မှုအကြောင်းကြားလိုက်တဲ့သူတိုင်းကချက်ချင်းအသုံးပြုကြလို့ပါပဲ။ဒါကလည်းအကြောင်းရှိပါတယ်။ဝင်ကပါရဲ့အတွင်းပိုင်းတိဆောက်ပုံတွေခဏပြောင်းလဲတတ်ပါတယ်။ဝင်ကပါပုံစံကို2ရက်3ရက်ကြာတိုင်းမှာပြောင်းမှာပါ။ဒါကြောင့်ထင်ရတာထက်ဝင်ကပါကိုစိန်ခေါ်ဖို့ကဖို့ခက်ခဲသွားပါတယ်။ဝင်ကပါရဲ့ကျေပြတ်မှုအောက်မှာလမ်းမပြောက်တဲ့သူအနည်းငယ်ရှိပြီးSeparate Communication ကိုတံပြန်ဖို့အတိုင်းအတာတွေလည်းလုပ်ထားပါတယ်။ဒါကြောင့်ပဲဖြတ်လန်းလိုက်တဲ့နေရာမှာလည်းပိုခက်ခဲသွားပါတော့တယ်။ဆိုတော့ပြောရရင်တရက်တဲနဲ့10ထပ်ကိုဆင်းဖို့မလွယ်တော့တာကြောင့်ဝင်ကပါအခန်းတွေတဲ့အိတ်ကိုအိပ်ရတော့မှာပါ။တကယ်ပြောတာကျွန်တော်အတွက်တော့ပထမဆုံးပြင်ပလောကမှာစခန်းချဘူးတာပဲ။ဘလို့ခံစားရပါလဲ။ပျော်ဖို့ကောင်းရဲ့လား။ဘဲကသာ။ရီမူယူဆန်ခင်များအတွက်တော့အဆင်ပြေနိုင်ပေမဲ့အေးဆက်မှာကြောတဲ့ကြောက်တုံးချမ်းပြင်ပေါ်မှာအိပ်ရတာဖျားလို့လွယ်တယ်လို့ကြွက်သားတွေလည်းထုံကျင်လာရောကျွန်တော်နဲ့ဘာနီတို့ကလွယ်ပြီးတခြား2ယောက်ကတော့ကျင့်သားရနေတယ်လို့အေးဆေးပါပဲမိန်းကလေးဖြစ်တဲ့ကြီးဝူတောင်စခန်းချရတာကိုစင်ကျင်မပေးပါဘူး